ပါလီကပါဆိုင်မျိုးတွေတိုင်းရသားညီကမောင်နှမတွေအကုန်လုံးပင်ကလာပါနော်ကျမကိုလာမင်းနေတဲ့ရခိုင်ပိုက်ဆံတုံးလို့ရပြီလားရခိုင်ပိုက်ဆံဘယ်မှာရှိလဲတော့မင်းနေတဲ့သူတွေတခါတည်းအပြီးပြိုးလိုက်မယ်ဒီမှာကြည့်ဒါရခိုင်ပိုက်ဆံနော်ရွှေတန်းကတုံးလာတဲ့မွေတန်းကတုံးလာတဲ့ရခိုင်လူမျိုးအခုတုံးလို့ရပြီလားလို့နေတို့မင်းတွေမှာလားအဲ့ဒီစကားကိုငါပြပြောမယ်တုံးလို့ရအောင်ငါတို့အဖရခိုင်ပြည်အဖရခိုင်ပြည်ကိုနေတို့အမေစုပြလိုက်လွားလာရေးပေးလိုက်ဒါဆိုလို့ရှိရင်ငါတို့ပိုက်ဆံငါတို့တုံးလို့ရပြီငါတို့ကဖိုးဖွားပေါင်းဆက်ဆက်ကကိုပိုက်ဆံကိုတုံးလာတဲ့လူမျိုးအခုအချိန်မှာနင်တို့ခွေးလက်အောက်မှာငါတို့ကြားရောက်နေရနော်ကြားရောက်နေတော့ငါတို့ပိုက်ဆံကအခုအချိန်မှာတော့ဟုတ်တယ်တုံးလို့မရသေးရဒါပေမဲ့ငါတို့အဖရခိုင်ပြည်ကိုလွားလာရေးရတဲ့နေ့ကတုံးမဲ့ပိုက်ဆံဒီပိုက်ဆံနော်နေတော့မသိအောင်လို့ငါတစ်ခါတည်းနဲ့ပြီးပြလိုက်မယ်ဦးနှောင်းနဲ့စဉ်းစားထမင်းစားပြီးရှိမဖြစ်နဲ့